အဖို့ထိုင်ရနာတဘာမူလူနဲ့မြမအားထားလို့သာနေရလာငေါဒိတ်ချမငါတန်နေရမလကင်းနေကယူကင်းရှောင်းလေးရရှာအောင်မှာအဖို့ထိုင်ရနာတဘာမူလူနဲ့မြမအားထားလို့သာနေရလာငေါဒိတ်ချမငါတန်နေရမလကင်းနေကယူကင်းရှောင်းလေးရရှာအောင်မှာဘေးဘဝကဘေးကလာဒီဘဝကဘေးကိုသွားမလဲတန်ရတထောင်နာတဲ့ဒီလူဘဝမှာပြောင်းကြပြောင်းကြရုံးကရှာဖွေလို့သာအသက်တွေကြီးတနည်းနည်းနဲ့သိရအောင်တနည်းကဘာမှမကြတလားဆိုတာဘာမှမသိတရခီကလည်းစီးလက်ပမာနှုတ်ပြအစီတပြေးနေဦးမင်းလို့လားစီးတဲ့ဥစ္စာအသက်ခဏပြုတ်ဆုံးနောက်ဆုံးတော့ဘာမှမပါလောတော့သာမောဟရိမန်ထောင်သွားလို့အချက်ကြောင့်ကင်းငါပါတီလာအပြင်းများစွာတန်မြာဝေတွင်လကင်းမအရေးမှာတရားဒေသနာတမထဝိပဿနာပွားများအားထုတ်ဖို့ရကဲညံဝေးကကိလေသာတဏမီတောင်ဖီးကမတွေ့တရိနေရှင်ခဏအတိကနေလွန်နာမှုထင်းတလုံးမပေါခီမရောက်ရှာထူးမြတ်တဲ့ဉာဏ်နဲ့တရားတွေပေါ်လီအောင်အတွေ့များဖယားတပည့်တော်အားပေးသနာတော်မူပါဖယားတရက်နဲ့တဖြည်းဖြည်းအသက်တွေကြီးလို့ရှာမိဥစ္စာအသက်ခန္ဓာအတွက်အမျက်ဒေါသလောဘတွေမကင်းတည်ခြင်းကအစိုးမရသမထဝိပဿနာပေါ်များကစိတ်ကကြံကံဉာဏ်နေလေရောသလားမောဟရဲ့အတွေးဘဝင်သတိနဲ့ရှင်ထင်သလောက်မပေါက်ခီးမရောက်ရှာလီတော့ဗုဒ္ဓဘဂဝါဖယားထူးမြတ်တဲ့ဉာဏ်နဲ့တရားတွေဖယားတပည့်တော်အားပေးသနာတော်မူပါဖယားတရားဒေသနာအဖို့ထိုင်ရနာတဘာမူလူနဲ့မြမအားထားလို့သာနေရလာငေါဒိတ်ချမငါတန်နေရမလကင်းနေကယူကင်းရှောင်းလေးရရှာအောင်မှာ
ချုပ်ကင်းငါဝတီလာအပြင်းများစွာကျူနေခါတန်တရားဝဲကရမတွေ့ဖစရာကုသိုလ်ကင်းငရေတွေသစင်ရလေမှာတန်တရားဝတွေ့လူကင်းမှုအရေးမှာတရားဒေသနာသမထဝိပဿနာပွားများအားထုတ်ဖို့ရာကံဉာဏ်မွေးကကိလေသာတဏမိကြောင့်ခိငါမတွေ့တတိနေရှင်ခဏအတိကနေလောနာမို့ထင်းနှလုံးမပေါခိမရောက်ရှာထူးမြတ်တဲ့ဉာဏ်လေးတရားတွေပေါ်လွင်အောင်အတွေ့